အားလုံးပဲမင်္ဂလာပါ Manchester Israel Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့လာမယ့်နေရာဒီပြောင်းရွှေ့ကာလမှာ United အနေနဲ့အသင်းရဲ့ကွင်းလည်နေရာအတွက်ပေါင်တန်း150လောက်အထိသုံးပြီးတော့ကစားသမား3ယောက်လောက်အထိခေါ်ယူဖြစ်တင်မှုရှိနေရဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်ရှိဒီရက်ဒီမှာတော့ United အနေနဲ့ Premier League ပါဝင်ပြည်တွင်းပွဲစဉ်တွေပဲကစားခဲ့ရတယ်ဒါကြောင့်မလို့လက်ရှိအသင်းရဲ့ကွင်းလည်လူစင်းတွေကလုံလောက်မှုရှိခဲ့တယ်ဒါပေမဲ့လာမယ့်ရာသီမှာတော့ United အနေနဲ့ Champions League ပွဲစဉ်တွေကိုပါကစားဖို့ရှိနေပြီဒီချိန်မှာတော့လက်ရှိအသင်းရဲ့ကွင်းလည်လူစင်းကတော်တော်လေးကိုအားနည်းမှုတွေရှိနေတယ်လက်ရှိ United ရဲ့ကွင်းလည်ကိုကြည့်မယ်ဆိုရင်အဓိကကစားသမားတစ်ဦးဖြစ်တဲ့ Bruno Fernandes သူ့အနေနဲ့ပွဲချိန်တွေအများကြီးကစားထားရတယ်လာမယ့်ရာသီမှာဆိုရင် Champions League ပါကစားပြီဆိုရင်သူ့အတွက်ကနားချိန်လုံးဝမရှိတော့ဘဲနဲ့တရားရရှိဖို့အခြေအနေရတယ်တော်တော်လေးကိုစိုးရိမ်စရာကောင်းတယ်ဒါကြောင့်မလို့ United အနေနဲ့ Bruno Fernandes ရဲ့နေရာမှာတုံးလို့ရမယ့်နောက်ထပ်ကစားသမားတစ်ယောက်ကလိုအပ်နေတယ်လက်ရှိ United မှာရှိနေတဲ့ Mason Mount ကလည်း David Nine နဲ့သူ့အတူအောင်တိုင်ပတ်နေရသူ့တော့အများကြီးမျှော်လင့်ထားလို့မရဘူးနောက်ထပ် United ရဲ့ကွင်းလည်ခံစစ်ကစားသမားတွေကြည့်မယ်ဆိုရင်လည်း Casemiro ကရာသီကုန်မှာအသင်းနဲ့လမ်းခွဲဖို့ရှိနေတယ်ဒီချိန်မှာဆိုရင်ကိုယ်မိန်းဦးပဲရှိတော့တယ်။ Ugarte ကလည်း United အတွက်လုံးဝအားကိုးလို့ရတဲ့အခြေအနေမှာရှိမနေဘူး။ဒီချိန်မှာ United ရဲ့ကွင်းလည်ခန်းစစ်နေရာအတွက်လည်းကစားသမားတွေလိုအပ်နေတယ်။လက်ရှိ United နဲ့သတင်းထွက်နေတဲ့ကစားသမားတွေကိုကြည့်မယ်ဆိုရင် Fernandes ရဲ့နေရာအတွက်က Aston Villa အသင်းရဲ့ကွင်းလည်တိုက်စစ်ကစားသမား Morgan Rogers ရှိမယ်။ဒီကစားသမားကလည်းပြီးခဲ့တဲ့ရာသီမှာ Aston Villa အသင်းနဲ့အတူအတိုင်းအတာတစ်ခုထိခြေစွမ်းပြထားနိုင်ခဲ့တဲ့ကစားသမားဒီကစားသမားကို United ကစောင့်ကြည့်နေတယ်။ပြီးတော့လည်း United အနေနဲ့အသင်းရဲ့နောက်ထပ်ကွင်းလည်နေရာအတွက်ဆိုရင် Watson အသင်းရဲ့ကွင်းလည်ကစားသမား Matías Fernandes နဲ့လည်းသတင်းတွေထွက်ပေါ်နေတယ်ပြီးကြရင် Alex Scott နဲ့လည်းသတင်းထွက်ပေါ်နေတယ်ဒါပေမဲ့တတိယမြောက်ကစားသမားကိုခွဲယူဖို့အတွက်ဆင်တော့ United အနေနဲ့အသင်းရဲ့အခုလက်ရှိကစားသမားတအုပ်ဖြစ်တဲ့ Ugarte ကိုအရင်ဆုံးရောင်းချဖို့ရှိနေတယ်ဒီကစားသမားကိုရောင်းချပြီးမှသာ United အနေနဲ့နောက်ထပ်ကွင်းလည်ကစားသမားတယောက်ကိုခေါ်ယူဖို့အတွက်အခွင့်အရေးရှိမယ်ဒါကြောင့် United အနေနဲ့ Ugarte ကိုအရင်ဆုံးရောင်းချရမယ်ဒါပေမဲ့ United အနေနဲ့အခုလိုမျိုးအသင်းရဲ့လာမယ့်ရာသီအတွက်ကစားသမားတွေကိုမခေါ်ယူခင်မှာအရေးကြီးဆုံးလုပ်ရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါတော့အသင်းရဲ့နီးပြနေရာအတွက်ဆုံးဖြတ်ရမှာပဲလက်ရှိအခြေအနေမှာ United အသင်းရဲ့အမြဲတမ်းနီးပြဖြစ်လာဖို့အတွက် Michael Carrick ကအကောင်းဆုံးအနေထားကိုရောက်ရှိနေပြီသူဆွမ်းဆောင်ပြထားတဲ့အနေထားတွေရဆိုရင် United ရဲ့အမြဲတမ်းနီးပြဖြစ်လာဖို့အတွက်ကတော်တော်လေးကိုနှီးစက်နေပြီ United ရဲ့ဘုတ်ဖွဲ့ဝင်တွေအနေနဲ့လည်းဒီချိန်မှာတော်တော်လေးကိုဆုံးဖြတ်ရခက်နေမယ့်အနေထားဖြစ်တယ်ဘာလို့လဲဆိုတော့သူတို့အနေနဲ့တကယ်လို့နီးပြရာတို့အတွက် Michael Carrick အစားတခြားနီးပြတစ်ယောက်ကိုခန့်အပ်ချင်တယ်ဆိုရင်အခုလက်ရှိ Michael Carrick ရဲ့ဆွမ်းဆောင်ရည်တွေအရသူတို့ခန့်အပ်လိုက်တဲ့နီးပြတစ်ကနီးပြ Michael Carrick လောက်ဆွမ်းဆောင်ရည်မကောင်းဘူးဆိုရင်သူတို့အနေနဲ့တော်တော်လေးကို PI များလာမယ့်အနေထားဒီချိန်မှာဆိုရင်ရောက်ရှိလာမယ့်နီးပြတဲ့အနေနဲ့လည်းအခုလက်ရှိ Michael Carrick ရဲ့ဆွမ်းဆောင်ရည်တွေကိုမကြော်နိုင်လို့ရှိရင်ပရိသတ် PR တော်တော်လေးကိုကြီးမားမှာဒီအခြေအနေကိုလည်း United ရဲ့ပိုးဘဝင်နဲ့ထည့်တွက်ရမယ်ဒါတွေကိုကြည့်ချင်းအဖြစ် United ရဲ့နီးပြဖြစ်လာဖို့အတွက်က Michael Carrick ကအကောင်းဆုံးအနေထားမှာရှိနေတာဖြစ်တယ်ညီကိုတို့ဒီအခြေအနေနဲ့ပတ်သက်ပြီးအမြင်တွေကိုပြောခဲ့ကြပါအောင်ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့